အခုဗီဒီယိုကိုကြည့်နေတဲ့သူကတစ်လကို30ချီဝင်ကောင်းဝင်နေပါလိမ့်မယ်ကျွန်တော်ဗီဒီယိုကိုကြည့်ရှုနေသူတွေရဲ့ data ရဆိုရင်လည်းအသက်အားဖြင့်25ကနေမှ35ဝန်းကျင်လောက်ရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ဘဝရဲ့အခက်အခဲအကျက်တဲတွေကြောင့်ငွေကလည်းမစုမိဘူးကုန်စည်နှုန်းတွေတက်တာတွေကြောင့်လည်းရှာသမျှလည်းအဖက်မတင်ပဲနဲ့ကိုယ့်ဘဝကိုစိတ်မကြင်မနှက်တွေဖြစ်ပြီးတော့စိတ်ဖိစီးနေတာမျိုးတွေကြုံကောင်းကြုံနေရနိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့လေကိုယ့်ထက်ပညာတတ်တာလည်းမဟုတ်ကိုယ့်လောက်လည်းမကြိုးစားပါပဲနဲ့မျက်စိရှိပါနဲ့ချမ်းသာနေရတွေကြီးပွားနေရတွေမြင်ကောင်းမြင်မှုကြမှာပါဒီနေ့ဗီဒီယိုမှာချမ်းသာသွားတဲ့သူတွေသူတို့ဘာလို့ချမ်းသာလာတာလဲနိုင်ငံရေးမိသားစုနောက်ခံတွေနဲ့ကံကောင်းခြင်းကြောင့်ဆိုတဲ့ရှုထောင့်တွေကနေမဟုတ်ပဲနဲ့သူတို့ရဲ့အတွေးခေါ်နဲ့သူတို့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်ချမ်းသာလာရတဲ့အကြောင်းအရာတွေကိုအချက်၈ချက်နဲ့ဆွေးနွေးတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင်နော်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူကပထမဆုံးလာကြည့်တာဆိုရင်ကျွန်တော်ရဲ့ Money Mind မြန်မာ channel ကအကြောင်းတွေမှာမတင်ပေးရဲ့ငွေကြေးနဲ့ဆိုင်တဲ့အသိပညာတွေကိုတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ဒီ channel လေးကို subscribe လုပ်ထားခဲ့ပါဒီနေ့ဖော်ပြပေးမယ့်အကြောင်းအရာတွေက disclaimer အနေနဲ့ကြိုပြောချင်တာကတော့ပြောသွားမယ့်အချက်တွေက controversial လေးတွေဖြစ်နိုင်ပြီးတော့တချို့သောသူတွေကိုလည်းထိခိုက်စော်ကားသလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့်မို့လို့ knowledge sharing အနေနဲ့မျှဝေပေးတာဖြစ်တယ်ဆိုတာကိုလက်ခံပေးဖို့အတွက်အရင်ဆုံးမေတ္တာရက်ခံအပ်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်နော်ပထမဆုံးချက်ကတော့ abundance mindset လို့ခေါ်တဲ့ပေါ်များကြွယ်ဝခြင်းစိတ်ဓာတ်ပဲဖြစ်ပါတယ်ပုံမှန်လူတွေဟာပတ်စံကိုအကန့်အသတ်ရှိတဲ့အရာတစ်ခုလို့မြင်ပါတယ်ဒါကြောင့်မို့လို့ပတ်စံသုံးတဲ့ခါတိုင်းသတိထားပြီးတော့သုံးကြတယ်တစ်ခုဝယ်တော့မယ်ဆိုရင်ဘဏ်ကောင့်ထဲမှာပတ်စံဘယ်လောက်ကျန်မလဲဒီလကုန်ရင်ဘယ်လိုနေမလဲစသဖြင့်တွေးပူနေတတ်ကြပါတယ်ဒါပေမဲ့ချမ်းသာတဲ့သူတွေကတော့အဲ့လိုမျိုးမတွေးပါဘူးသူတို့ကပတ်စံကအမြဲတမ်းပေါ်များနေတယ်အခွင့်အလမ်းတွေကအမြဲတမ်းရှိနေတယ်လို့တွေးပါတယ်ဥပမာဘယ်ပစ္စည်းတစ်ခုကဘယ်ဆိုင်မှာသွားဝင်ဘယ်လောက်တက်တာဘယ်နေရာမှာဆိုရင်ဘယ်လောက်ပဲပေးရတာစသဖြင့်စိုးရိမ်မနေပါဘူးဒီပစ္စည်းဒီလောက်တန်နေဆိုရင်သူတို့တွေ့ရတဲ့နေရာမှာတန်းပြီးတော့ဝယ်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့အတွက်ဒီလိုအသေးအမွှားကိစ္စတွေကအရေးမကြီးလို့ပဲဖြစ်ပါတယ်ဒီလိုတွေးနိုင်မို့ဆိုတာကငွေကြေးအခြေအနေကောင်းမှလုံနိုင်တာမဟုတ်လားလို့တွေးကောင်းတွေးပါလိမ့်မယ်ဟုတ်ပါတယ်အခြေခံအားဖြင့်ငွေကြေးအခြေအနေတည်ငြိမ်မှသာလျှင်ဒီလိုစိတ်ထားမျိုးကိုတည်ဆောက်နိုင်တာပါဒါပေမဲ့ဒီလိုစိတ်ဓာတ်တွေကလည်းတင့်ကိုပုံမချမ်းသာလာအောင်ကူညီနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အသေးမွှားလေးတွေအတွက်စိတ်ဖိစီးနေမဲ့အစားပိုကြီးမားတဲ့အခွင့်အလမ်းတွေကိုမြင်လာနိုင်လို့ပဲဖြစ်ပါတယ်အသေးမွှားလေးတွေအတွက်အချိန်နဲ့စိတ်စွမ်းအင်တွေကိုအကုန်ခံတာဟာအလွန်တန်ဖိုးမရှိတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုသူတို့ကနားလည်ထားကြပါတယ်ဒီလိုစိတ်ထားမျိုးကတင့်ကိုနောက်ထပ်ငွေတွေထပ်မံရှာနိုင်ဖို့အတွက်တွန်းအားတစ်ခုဖြစ်စေမှာပါချမ်းသာသူတွေအတွေးရဲ့ဒုတိယချက်ကတော့ time is over everything အချိန်ရဲ့တန်ဖိုးကိုအတိမတ်ပြုခြင်းပါပဲသူတို့ကပတ်စံထက်အချိန်ကပိုပြီးတော့တန်ဖိုးရှိတယ်ဆိုတာကိုနားလည်ထားကြပါတယ်ဥပမာကျွန်တော်တို့တွေအိမ်တန်ရှင်းရေးကိုကိုယ်တိုင်လုပ်လို့ရှိပါတယ်အိမ်ကြီးသလောက်ပို့ပြီးတော့ကြာတာပေါ့တနာရီကနေ4နာရီလောက်ထိကိုအချိန်ပေးကောင်းပေးရနိုင်ပါတယ်ဒါပေမဲ့ချမ်းသာတဲ့သူတွေကတော့ဒီအချိန်ကိုတတ်တာစေဖို့အတွက်ပတ်စံပေးပြီးတော့အိမ်တန်ရှင်းရေးဝန်ဆောင်မှုပေးတဲ့သူတွေကိုငှားရမ်းလိုက်ပါတယ်ဒီလိုလုပ်ခြင်းအပြင်သူတို့ရဲ့အချိန်ကိုပြန်ပြီးတော့ဝယ်ယူလိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်အိမ်တန်ရှင်းရေးအတွက်အချိန်ကုန်နေမဲ့အစားသူတို့အဲ့ဒီအချိန်ကိုမိသားစုနဲ့အချိန်ပေးတာကိုယ်ပိုင်စီးပွားရေးအတွက်အသုံးပြုတာဒါမှမဟုတ်ပုံမများပြတဲ့ငွေကြေးတွေရှာနိုင်တဲ့အရာမှာပြန်ပြီးတော့ယင်းနှိမ့်မြုပ်နှံတာစသဖြင့်လုပ်တတ်ကြပါတယ်တနည်းအားဖြင့်ပြောရရင်ပတ်စံပေးပြီးတော့ကိုမလုပ်ချင်တဲ့အလုပ်ကိုတခြားသူကိုလုပ်ခိုင်းခြင်းဖြင့်သူတို့ရဲ့ချိန်တွေကိုပို့ပြီးတော့အကျိုးရှိအသုံးပြုလာနိုင်ပါတယ်ဒါဟာပတ်စံကိုတုံးလိုက်တာလို့မမြင်ပဲအချိန်ကိုထိထိရောက်အသုံးပြုလိုက်တာလို့သူတို့ကယူဆကြပါတယ်တတိယချက်ကတော့ delay gratification မြန်မာလိုတိုက်ရိုက်ဘာသာပြန်တော့ပျော်ရွှင်မှုကိုချက်ချင်းမယူဘဲနဲ့အချိန်ဆွဲပြီးတော့ပိုကြီးမားတဲ့ပျော်ရွှင်မှုကိုရယူခြင်းလို့ပြောနိုင်ပါတယ်ဒီချက်ကတော့ငွေရှိမှလုံနိုင်တာမဟုတ်ဘဲနဲ့လူတိုင်းလိုက်နာနိုင်တဲ့အချက်တစ်ခုပဲဖြစ်ပါတယ်ဥပမာအလုပ်စဝင်တဲ့လူငယ်အများစုဟာဆိုလို့ရှိရင်ပထမဆုံးရတဲ့လကနဲ့ကိုလိုချင်တဲ့ဖုံးကောင်းကိုလိုချင်တဲ့ဇင်ခံပစ္စည်းစတဲ့အရာတွေကိုချက်ချင်းဝယ်လိုက်တက်ကြပါတယ်ဒါပေမဲ့အမှန်တကယ်ချမ်းသာတဲ့ mindset ရှိတဲ့သူတွေကတော့အဲ့ဒီငွေကိုချက်ချင်းမသုံးဘဲနဲ့ယင်းနှိမ့်မြုပ်နှံတာစုဆောင်းတာမျိုးတွေမှာလုပ်တတ်ကြပါတယ်နှစ်နေငယ်ကြာလာတဲ့ခါမှာပထမလူကတော့လစဉ်အရေးကြပေးပြီးတော့ငွေကြေးအခြေအနေမကောင်းတဲ့အချိန်တွေမျိုးဖြစ်နေပေမဲ့ဒုတိယသူကတော့ပိုင်ဆိုင်မှုကြီးကြီးမားတစ်ခုကိုပိုင်ဆိုင်သွားနေတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်သူတို့ဟာအစောပိုင်းကပျော်ရွှင်မှုကိုအချိန်ဆွဲလိုက်တာကြောင့်ရေရှည်မှာပိုကြီးမားတဲ့ရလဒ်ကောင်းကိုရရှိသွားတာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျန်းမာရေးနဲ့လည်းနှိုင်းယှဉ်နိုင်ပါတယ်။ကိုလေးချိန်ရှော့ချတင်တဲ့သူဟာအစပိုင်းမှာ junk food တွေမုန့်တွေစားဖို့စိတ်ကိုထိန်းချုပ်ရပါတယ်။ဒါပေမဲ့အဲ့လိုစူးစမ်းမှုရဲ့ရလဒ်ကတော့ကိုလိုချင်တဲ့ကျန်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်ကိုရရှိခြင်းပဲဖြစ်ပါတယ်။ပြီးတော့မှအဲ့ဒီခန္ဓာကိုယ်ကိုရပြီဆိုတော့မှတစ်ခါတရံပုံမှန်မဟုတ်တဲ့ကိုစားကျင်တာလေးတွေလည်းပြန်စားလို့ရပါတယ်။နံပါတ်၄ချက်ကတော့ networking and status ပါ
ချမ်းသာတဲ့သူတွေဟာလူမှုဆက်ဆံရေးအလွန်ကောင်းမွန်ပါတယ်သူတို့ကတငယ်ချင်းဆိုတာအတူတူအပျော်ပါးကိစ္စတွေအတွက်ပဲမဟုတ်ဘဲနဲ့လိုအပ်လာရင်အပြန်အလှန်ကူညီနိုင်မဲ့သူတွေဖြစ်လဲရှုမြင်တတ်ကြပါတယ်ဒါကြောင့်သူတို့ဟာကိုယ်နဲ့စိတ်ဝင်စားမှုတူတဲ့သူတွေရေရှင်းတူတဲ့သူတွေဒါမှမဟုတ်ရင်ကိုယ့်ထက်ပိုတာတဲ့သူတွေနဲ့ရင်းနှီးဖို့အချိန်နဲ့အင်အားစိုက်ထုတ်တတ်ကြပါတယ်ဒီလိုကွန်ရက်တင်ဆောက်ရမှာအရေးကြီးဆုံးအချက်ကတော့သူတစ်ပါးကိုကူညီဖို့အစဉ်သင့်ရှိနေဖို့ပါပဲပေးကမ်းခြင်းဆိုတဲ့စိတ်ထားကိုအခြေခံတတ်ကြပါတယ်မကူညီမီကဒီလူစီကဘာပြန်ရမလဲဆိုတဲ့တွက်ချက်မှုထက်အကူအညီပေးခြင်းကနေမှတဆင့်ယုံကြည်မှုနဲ့ဆက်ဆံရေးခိုင်မာလာတဲ့ဆိုတဲ့ရေရှည်အတွက်ကိုအမျှော်မြင်ရှိရှိနဲ့လှုံ့ဆော်တတ်ကြပါတယ်နောက်တစ်ခုကတော့အဆင့်တန်း status ပါချမ်းသာတဲ့သူတွေကသူတို့ရဲ့ကျွမ်းကျင်မှုအတွေ့အကြုံနာမည်ကောင်းရတာတွေကိုသူတို့ရဲ့အဆင့်တန်းဖြင့်တိစောက်တတ်ကြပါတယ်ဒီအဆင့်တန်းကသူတို့ကိုယုံကြည်စိတ်ချရတဲ့သူဖြစ်မြင်စေပြီးတော့ပုံမကောင်းမွန်တဲ့အခွင့်အလမ်းတွေစီကိုဦးတည်စေပါတယ်ဒါပေမဲ့သတိထားမှာကချမ်းသာတဲ့သူတွေဟာအဆင့်တန်းကိုဂုံမောက်မှာကြွားလုံးထုတ်ဖို့ထက်ယုံကြည်မှုနဲ့လွှမ်းမိုးမှုရှိတဲ့ဆက်ဆံရေးတွေတည်ဆောက်ဖို့အတွက်ကရိယာဖြစ်အသုံးပြုတတ်ကြပါတယ်သူတို့ရဲ့စင်တန်းကသူတို့စကားပြောတဲ့အခါမှာလူတွေနားထောင်လာအောင်သူတို့အဆိုပြုတဲ့အခါမှာလူတွေကလေးလေးစားစားနဲ့စဉ်းစားလာအောင်စွမ်းဆောင်ပေးပါတယ်အတူချုပ်ပြောရရင်တော့အောင်မြင်တဲ့သူတွေဟာလူမှုကွန်ရက်ကိုဗဟိုပြုတည်ဆောက်ပြီးတော့အဆင့်အတန်းကိုဉာဏ်ပညာနဲ့အသုံးချတတ်ကြပါတယ်ဒီအရာနှစ်ခုကပဲသူတို့ရဲ့အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းဖို့နဲ့ဆက်လက်ချဲ့ထွင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အားအင်တွေပဲဖြစ်ပါတယ်နံပါတ်5ချက်ကတော့ယုံကြည်စိတ်ချမှု reliable ပါပဲဒီအချက်ကိုလည်းလူတိုင်းကလိုက်နာနိုင်ကြမှာပါချမ်းသာတဲ့သူတွေဟာသူတို့ပြောတဲ့စကားကိုအမြဲတမ်းတည်အောင်လှုံ့ဆော်ကြပါတယ်တခုခုလှုပ်တော့မယ်လို့ပြောလိုက်ပြီဆိုရင်တကယ်ပဲမဖြစ်ဖြစ်အောင်အကောင့်ထဲပေါ်ပြီးတော့လှုံ့ဆော်တတ်ကြပါတယ်တနည်းရရကိုသွားမယ်လို့ပြောလိုက်ရင်လည်းအချိန်မှန်အတိအကျရောက်အောင်သွားတတ်ကြပါတယ်ဒီလိုယုံကြည်စိတ်ချရတဲ့သူတယောက်ဖြစ်လာခြင်းဟာတင့်အောင်ပို့ပြီးတော့လေးစားခံရပါတယ်အလုံးမှာပဲဖြစ်ဖြစ်ကိုယ်ရေးကိုယ်တာကိစ္စမှာပဲဖြစ်ဖြစ်ဒီလိုယုံကြည်စိတ်ချရမှုတွေဟာအလွန်အရန်အရေးကြီးပါတယ်တကယ်လို့သင်ကအမြဲတမ်းအချိန်နောက်ကျတတ်တဲ့သူဆိုရင်အခြားသူတွေအချိန်ကိုတန်ဖိုးမထားရရောက်ပါတယ်ချမ်းသာတဲ့သူတွေဟာသူတို့ရဲ့အချိန်ကအရန်တန်ဖိုးရှိရလို့ယူဆထားတာကြောင့်အချိန်နောက်ကျတတ်တဲ့သူတွေနဲ့လည်းအလုပ်လုပ်ရတာကိုမကြိုက်ကြပါဘူးနံပါတ်6ချက်ကတော့ victim mentality သားကောင်စိတ်ဓာတ်ကိုရှောင်ကျဉ်ခြင်းပဲဖြစ်ပါတယ်ချမ်းသာတဲ့သူတွေဟာလောကကြီးဟာမတရားဘူးဆိုတာကိုလက်ခံထားတတ်ကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဝဆိုးရွားနေတာကိုအခြားသူတွေဒါမှမဟုတ်ရင်လောကကြီးကြောင်းလို့အပြစ်တင်မနေပါဘူးသူတို့ကကိုယ်တိုင်ရဲ့လှုပ်ဆောင်ချက်ကသာအရန်အရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုနားလည်ထားကြပါတယ်ဘဝမှာပြဿနာတွေအခက်အခဲတွေကြုံလာတဲ့အခါမှာသူတို့ဟာဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုပြီးတော့စိတ်တက်ကြနေမဲ့အစားလက်ရှိအခြေအနေကိုလက်ခံပြီးတော့ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပဲအာရုံစိုက်တတ်ကြပါတယ်သူတို့ကလောကကြီးကသူတို့ကိုဘာမှပေးဆက်ဖို့မလိုကိုလိုချင်တဲ့ဟာကိုတိုင်ပဲထွက်ပြီးယူရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ရှေ့ဆက်သွားကြပါတယ်နံပါတ်9အချက်ကတော့လျှို့ဝှက်ပန်းတိုင်များထားရှိခြင်းပဲဖြစ်ပါတယ်ချမ်းသာတဲ့သူတွေဟာသူတို့ရဲ့ပန်းတိုင်တွေကိုအခြားသူတွေကိုမပြောပြဘဲနဲ့လျှို့ဝှက်ထားလေးရှိပါတယ်ဆိုရှယ်မီဒီယာမှာလည်းကြွားဝါတာမျိုးတွေမလုပ်တတ်ကြဘူးသူတို့ကကိုလုံးစရာရှိတာကိုပဲတိတ်တဆိတ်နဲ့သာလှုပ်ဆောင်ပြီးတော့အောင်မြင်မှုရအောင်စူးစမ်းတတ်ကြပါတယ်ဒီလိုလှုပ်ခြင်းရဲ့အကြောင်းရင်းကတော့အာယုံပြန့်လွင့်မှုတွေကိုရှောင်ရှားနိုင်လို့ပဲဖြစ်ပါတယ်တကယ်လို့သင်ကတင့်ပန်းတိုင်တွေကိုလူတိုင်းကိုပြောပြမယ်ဆိုရင်အခြားသူတွေရဲ့အကြံဉာဏ်ပေးတာတွေဝေဖန်မှုနဲ့ကြုံတွေ့ရပြီးတော့အာယုံပြန့်လွင့်နိုင်ပါတယ်နောက်တစ်ခုကတော့မအောင်မြင်သေးခင်မှာရှက်စရာမလိုတော့ဘူးပေါ့အောင်မြင်ပြီးမှသာလူတွေကိုပြသခြင်းနဲ့ပို့ပြီးတော့အံ့အားသင့်စေနိုင်တတ်ကြပါတယ်နောက်ဆုံးချက်လေးကတော့ optimize for ROI return on investment ပါချမ်းသာတဲ့သူတွေဟာသူတို့ရဲ့အချိန်နဲ့ပတ်စံကိုဘယ်မှာသုံးစွဲရမလဲဆိုတာကိုသေချာစဉ်းစားတတ်ကြပါတယ်။ဘယ်အရာကနေအကျိုးမြတ်ပြန်ရမလဲဆိုတာကိုအမြဲတွေးပါတယ်။ဒီနေရာမှာအကျိုးမြတ်ဆိုတာကပတ်စံတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။ပျော်ရွှင်မှုစိတ်ကျဉ်နှံ့မှုစတဲ့အရာတွေလည်းပါဝင်ပါတယ်။ဥပမာကျွန်တော်တို့ laptop တစ်လုံးဝယ်တော့မယ်ဆိုရင်ကိုယ့်ရဲ့အလုပ်အတွက်နဲ့ဘယ်လောက်အကျိုးရှိမလဲဆိုတာကိုထည့်သွင်းစဉ်းစားသင့်ပါတယ်။ဒေါ်လာ3000တန် MacBook တစ်လုံးကိုဈေးကြီးတယ်လို့ထင်ရပေမဲ့အဲ့ဒီ laptop ကနေသင်ရဲ့စီးပွားရေးအတွက်တစ်နှစ်ကိုသိန်းချီပြီးဝင်ငွေပြန်ရှာနိုင်တယ်ဆိုရင်ဒါဟာတန်ဖိုးရှိတဲ့ယင်းနှိမ့်မြုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်။ဒါအပြင်ပတ်စံကိုမိသားစုနဲ့တငယ်ချင်းတွေပေါ်သုံးဆွဲတာကလည်းအကျိုးမြတ်ရှိတဲ့ယင်းနှိမ့်မြုပ်နှံမှုတစ်ခုပဲလို့သူတို့ကယူဆတတ်ကြပါတယ်။ဈေးကြီးတဲ့ဆိုင်တွေမှာမိသားစုနဲ့ညစာကောင်းကောင်းသွားစားတာဒါမှမဟုတ်ခရီးတစ်ခုအတွက်နဲ့ငွေသုံးလိုက်တာဟာပတ်စံကုန်တာလို့သူတို့ကမမြင်ဘဲနဲ့ပျော်ရွှင်မှုနဲ့ခိုင်မာတဲ့ဆက်ဆံရေးကိုပြန်လည်ရရှိစေတာကြောင့်တန်ဖိုးရှိတယ်လို့သူတို့ကယူဆကြပါတယ်။ဒီ
ဒီနေ့ဗီဒီယိုကိုအကျဉ်းချုပ်ပြရမယ်ဆိုလို့ရှိရင်တော့ချမ်းသာတဲ့သူတွေဟာသူတို့ရဲ့စိတ်နေစိတ်ဓာတ်နဲ့တွေးခေါ်ပုံတွေကြောင့်ပို့ပြီးတော့အောင်မြင်လာကြတာဖြစ်ပါတယ်သူတို့ဟာပတ်စံကိုအကန့်အသတ်ရှိတဲ့အရာတစ်ခုလို့မမြင်ဘဲနဲ့အချိန်ရဲ့တန်ဖိုးကိုနားလည်ပြီးတော့ချက်ချင်းပျော်ရွှင်မှုကိုမရှာဘဲနဲ့ရေရှည်အတွက်ကြည်တတ်ကြပါတယ်ဒါအပြင်ယုံကြည်စိတ်ချရတဲ့လူမှုဆက်ဆံရေးကွန်ရက်ကိုတည်ဆောက်ပြီးတော့ကိုယ့်ဘဝရဲ့တာဝန်ကိုကိုယ်တိုင်ယူမယ်ပန်းနိုင်တွေကိုလည်းတိတ်တိတ်ဆိတ်ဆိတ်နဲ့ကိုယ်လှုပ်ရှားရှိတဲ့ကိုလုပ်ပြီးတော့စူးစမ်းတတ်ကြပါတယ်ဘယ်အရာကိုမဆိုယဉ်နှီးမြှုပ်နှံမှုအဖြစ်မြင်ပြီးတော့အမျက်စွန်းကိုအမြဲတမ်းစဉ်းစားတတ်တဲ့စိတ်ဓာတ်တွေဟာသူတို့ကိုတခြားသူတို့နဲ့ကွဲပြားသွားအောင်လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်ဒီချက်တွေအားလုံးကိုကြည့်ခြင်းအပြင်ချမ်းသာခြင်းဆိုတာဟာဘဏ်ထဲမှာပတ်စံဘယ်လောက်ရှိတယ်ဆိုတာထက်စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေခံအုတ်မြစ်တွေနဲ့ပို့ပြီးတော့သက်ဆိုင်နေဆိုတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာဖော်ပြသွားတဲ့အချက်တွေကလူတိုင်းနဲ့ကိုက်ညီခြင်းမှကိုက်ညီပါလိမ့်မယ်ကိုတကယ်နှစ်သက်ပြီးတော့လိုက်နာကျင့်သုံးနိုင်တဲ့အချက်လေးတွေကိုလက်တွေ့ဘဝမှာကျင့်သုံးရင်းနဲ့ကိုလိုချင်တဲ့ငွေကြေးပန်းနိုင်ကိုကိုစီရောက်အောင်စူးစမ်းနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းအခုလိုမျိုးငွေကြေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေဘဝအတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုကျွန်တော်ရဲ့ Money Mind မြန်မာ channel ကနေမှတစ်ဆင့်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာကျွန်တော်ကတော့တင်ဆက်သူကိုစောဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်